နာရီစက်ကိုပြစ်သွားခလေးတေးအဲ့ဒါဘတ်ဒေးတဲ့ဒီမှာအဲ့တော့ပန်းထဲမှာဝင်တယ်ဟိုဒီကပန်းထိုးတော့မပါပါဘူးပေါ့ကိုယ်ပန်းထိုးတွေ့တော့ဒီပန်းတွေတိုးပြီးတော့မပါပါဘူးပေါ့ဒီကြောက်တာဆိုတော့စစ်ကြရောစနေတော့ထားစစ်ကြရောအဲ့နမှာမေးဆန်ချဘူးဟာညရရတော့လာပြင်သွားတာညရရတော့လို့တော့ဆန်ချဘူးတော့လေဒီတော့ပါအောင်လားပါပါဆန်ချဖို့ဖြူရပါအကုန်ပါပါကိုရင်ကြီးရဒီဘက်တစ်ခုကိုရင်ငယ်ကဒီဘက်တစ်ခုအခါရဲဒါပေမဲ့ကိုရင်ငယ်ကိုဘက်ကပေးလိုက်တယ်ညာလာတော့ဆက်ပြီးတော့မောင်ရောဆိုင်ချန်ကြီးသုံးစီလိုက်ပါဒီတပည့်ဖိုင်ပြင်နေတော့မောင်မအဆိုင်ပါတယ်အဆိုင်ပါဆိုတယ်ဟုတ်ညအော်နွဲနေတော့အတိုက်ပါတယ်ပြောပါဆိုအတိုက်ယူလိုက်ပါယူလိုက်ပါကောင်းပါဒီဆောင်ကလေထိုးထားဆို3ရက်တောင်ရှိပါတယ်အော်ညချချားလိုက်တယ်လားမချားပါဘူးရမှာရောက်ပြီခဏလေးလိုက်တယ်တော့ဝဲတင်တာလေးလိုက်ပြီနော်ဟုတ်လူမေမေယူလာတော့ဟောပါရင်တော့ပါအာဂျီတီတော့ပါရှေ့တော့ခါရတာဘောစေရမယ်ရှေ့ဘုမနာနာမခေဘဘရဒါလေးထားလိုက်ပြီအောက်တော့ရင်ရိုက်တာပြန်ပတ်ချင်တယ်ဟိုအဲ့ဒါရဲထားနော်ဟုတ်အခါနဲ့တော့မှရဲထားဟုတ်အမနော်ဒီနေ့ဆက်ပြီးဒီနေ့ဝယ်နေတော့ဒီမှာဒီဝယ်ထုံးအောက်ဒီဒီမှာပတ်ချင်ဘောဘယ်ရလဲကျွန်တော်ကိုရတဲ့နေတော့တော်နေဟိုဂရောဝဲတော့ဆရာမလို့ဆိုင်ကောင်းတယ်နောက်ပိုင်းဒုတိယဆရာမပြောနိုင်ပြောင်းဒီဇိုင်နာနေပါရင်လည်းထဲပါတယ်ခိတာထေဘတော်မင်းမေချိန်ခိတာထေလာဒီဆောင်တယ်ဒီကုတ်ကတော့ဝယ်နေမှာမညာတာတော့လာပါခိတာခေါထားပါအဲ့ဒီအော်ရပါတယ်အဲ့ဒါရှင်အဲ့ဒီ
ဘောတော့ဘယ်လိုလုပ်ပြီးနေဒီဘက်တောင်နေချက်တော့ပို့ ဟောတာလေအရန်နဲ့တော့တော်တော်ခံတာထိုးတာ၄ရက်ရှိပြီပေါ့ဒီနေ့ဆို3